အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တက်ဖတ်ပြပေးတော့မယ့်ခေါင်းစဉ်လေးကကျမရဲ့အတွက်ယဉ်ကျေးမြုံနှံတာလုံးဝအရှုံးမရှိပါဆိုတဲ့ခေါင်းစဉ်လေးပါ။အသက်20ကျော်အရွယ်တွေကလည်းကျမရေးမှာယဉ်ကျေးမြုံနှံပါ။ဒီနေ့ခက်အသက်20ကျော်လူငယ်တွေဟာကျမအောင်နေထိုင်ဖို့ရန်လည်ရဲခင်မှာနေကြရတာပါ။ Well being ဆိုတဲ့ဝါဟာရရေးပန်းစားလာချိန်ကစလို့လူငယ်တွေကျမရေးကိုလေထားလိုက်စားလာကြပါတယ်။ဒီလိုလူငယ်တွေကျမရေးလိုက်စားတာကိုတချို့မြင်ဆောင်တာတွေကရှိသေးတယ်။ကျမရေးဘက်မှာတက်တက်ကြွကြွလိုက်စားခြင်းမလုပ်ရင်းနှီးမြှုပ်နှံမှုမလုပ်တဲ့လူငယ်တွေလည်းတော်လေးကြံပါသေးတယ်။ကနဲ့တိုက်ချစ်ချန်တို့လိုအားကစားလေ့ကျင့်တွေလေးတွေလည်းအတော်လူတိများနေပါပြီ။ကျမရေးလေ့ကျင့်ခန်းမှာ fitness center တွေလည်းမူလိုပေါက်နေတာပါ။တူတော့စေရောကိုပါဝင်လေ့ကျင့်တွေကတော့တိတ်မများပါဘူး။ကျမရေးဆိုင်ရာတက်ကြွနားလေသူတွေကတော့အတက်ငယ်စဉ်မှာကျမရဲ့ခန္ဓာကိုယ်ဟာအရေးကြီးတဲ့စုဆောင်းမှုလို့လက်ခံကြပါတယ်။အတွန်းအရေးမြင့်တဲ့စုဆောင်းမှုလည်းဖြစ်ပါတယ်။ဥပမာမတ်တင်းပန်အကြောင်းကြည့်ရအောင်မတ်တင်းပန်ဟာငယ်ငယ်တုန်းကအတော်ချူချပါတယ်တက္ကသိုလ်တုန်းကလည်းစာမွေးပဲနီးလို့3-4ညအိပ်ပြီးပြက်ခံပြီးစာကျက်လိုက်ရင်နောက်ရက်မှာပဲအိပ်ရတယ်လဲတော့တာပါပဲအလုပ်ထဲရောက်ရင်လည်းတစ်လ2ကြိမ်3ကြိမ်ကျမကြီးကြောင့်ခွင့်ယူရတယ်တစ်ကြိမ်မှဆိုရင်အလုပ်ထဲမူလဲတော့လို့အဖော်တွေပါလန့်ကုန်တယ်နောက်ဆုံးသူအလောက်ကထွက်ပြီးကျမကြီးကောင်းမှုအရင်စူးစမ်းပါတော့တယ်တိုင်းစီတောက်တယ်ကိုနေထားနဲ့တင့်တော်မဲ့ကိုလေးလက်ကျင်ကန်းနေလှုပ်တယ်လှအချို့တော့ကျမကြီးကတိတိတတ်တာကောင်းလာပါတယ်နောက်တော့အလုပ်ပြန်ဝင်နိုင်ခဲ့ပါတယ်အသက်30ကျော်မှာတော့ကျမကြီးကောင်းခြင်းရဲ့တုတ်ပြန်ကျေးဇူးတွေခံစားရပါတော့အသက်20ကျော်မိန်းကလေးတွေအစာမကြေတာတမနာကြိုက်ခဲတာစတဲ့အတေးဖွက်ပြဿနာလေးတွေကြောရတတ်ပါတယ်အမြင့်ပြအောင်ကိုဖို့ခက်ပေမဲ့တိုင်းရင်းစီးဆဆကုတော့ရောဒကုတုံးနေနဲ့ကုနိုင်ပါတယ်လက်တွေ့မှာလည်းကျင်းနဲ့ဆရာကျိုးကျေးဇူးတွေရှိပါတယ်လူငယ်တွေရဲ့ကျမကြီးဟာသေးတဲ့လွယ်ကြပါတယ်ဒါကြောင့်ကိုကူးဆိုင်ပြီးနည်းနည်းပါးပါးဖြစ်တာနဲ့ကောင်းကောင်းကုသလိုက်ရင်အချိန်ကြာကြီးကောင်းတော့တာပါပဲအကွေကြီးနေရတာမအီမတာဖြစ်နေရင်စင်ကောက်အလားပြင်ဆိုင်သွားမဲ့ငွေလေးဖြစ်တာဆိုပြီးဆေးကုဆေးတော့ပေါ့လူရောစိတ်ရောစက်မာတာပေါ့အားကစားဟိုတာဆွဲသွားရင်ဘွားမှလည်းပျော်စရာဖြစ်လာမယ်လူတော်တော်များများကရင်းထားတာမကောင်းတဲ့အရာဆိုပြီးတော့ထင်မြင်ကြတယ်ကျမမြင်ကတော့အားကစားဘက်မှာဆိုရင်တော့အနေပါဆွဲတော့အောင်ရင်းထားအောင်တော့မှလုပ်တင်ပါသေးတယ်အရက်ဆွဲတာလောင်းကစားဆွဲတာဈေးဝယ်ဆွဲတာစတာတွေကလူကိုပျက်စီးတတ်ပေမဲ့အားကစားဆွဲတာကြတော့တင့်ကိုစိတ်တူလက်တွေ့လန်းဆန်းတက်ကြွမှုတွေပေးပါတယ်အကယ်၍တင်ကတာဝေးပြေးတာမြင်းစီတာစတဲ့အားကစားတွေကိုနေ့စဉ်မိနစ်30ကျော်ဆက်တိုက်လုပ်မယ်ဆိုရင် runner high လို့ခေါ်တဲ့မိနစ်ဆေးဆွဲတွေရဲ့တာယာမှုခံစားမှုမျိုးအနေအထားမျိုးရလာပါလိမ့်မယ်ဒီလိုတာယာတဲ့ခံစားမှုဖြစ်လျက်ရခြင်းဟာခန္ဓာကိုယ်ကဒိုပါမင်းခေါ်ဟော်မုန်းတစ်မျိုးကိုထုတ်ပြီးလို့ဖြစ်ပါတယ်ဒီဟော်မုန်းကစိတ်ဓာတ်ရောဂါကုသရာမှာအထူးစွမ်းထက်တယ်လို့ဆိုကြတယ်တခြားလူကိုထိခိုက်စေတာမရှိဘဲပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမြေ့မှုကိုဖြစ်ပေါ်စေတယ်ဒါဖြစ်ရင်အားကစားလုပ်တာထဲကောင်းတာပါရှိတော့လို့လေအားကြောင့်ပဲဖြစ်မှာတကူလုံးချွေးတွေနစ်နေအောင်အားကစားလေ့ကျင့်တဲ့သူဟာအမြဲတမ်းဆန်းတက်ကြနေတတ်ပါတယ်သူတို့ဟာဘယ်တော့မှစိတ်ညစ်မခံဘူးအားကစားလုပ်တဲ့နည်းနဲ့ဖိအားတွေဖြေလျှော့ပစ်ပါတယ်ဒါကြောင့်လဲစိတ်နေသဘောထားကျဉ်းတာမရှိတဲ့အပြင်သဘောထားကလည်းပိုပြီးတော့တိုးတက်လာတယ်အပြုသဘောလဲပိုဆောင်လာပါတယ်လူတွေထင်တာကအားကစားလုပ်ရင်အားရင်ကုန်တယ်လုပ်ငန်းခွင်မှာစိတ်ပါလက်ပါလှုပ်လှုပ်ဖို့ထိခိုက်တယ်ပေါ့လက်တွေ့မှာတော့မြန်ပါပဲအားကစားလုပ်တာကထမင်းစားတယ်လို့ပါပဲလူကိုစွမ်းအင်တွေတောင်းပေးနေပါသေးတယ်ဒါကြောင့်အခုအစားလို့ဘယ်လိုမဆိုလိုက်လုပ်နိုင်တဲ့အားကစားမျိုးလုပ်ကြပါစို့အားကစားလုပ်ရမှာလဲဒီလိုလှုပ်ရှားမှုအသွင်ပျော်ရွှင်တဲ့ခဏလေးရဖို့ဆိုရင်လုံလောက်ပါပြီအားကစားကိုဆွဲသွားရမှာလဲနောက်ထပ်ဒီအားကစားတွေလုပ်ချင်သေးတယ်ဆိုတဲ့အဆင့်လောက်ဆိုရပါပြီအကြောင်းကတချို့လူတွေကအလွန်ကျွံကစားမှာပါတာယာမဲ့ခံစားမှုမျိုးရရှိကြတာပါ runner high ဆိုတဲ့အဆင့်ကိုရောက်ရမယ်လို့မဟုတ်ပါအားကစားလုပ်ပြီးလို့ရေချိုးလိုက်ခြင်းမှာစိတ်ပေါ်ပါပြီးတချင်းအော်ဆိုတဲ့အဆင့်ဖြစ်လာရင်တော့တင်ပွားလုံးဝတင့်လည်လာပါပြီ။